ကျွန်တော်ရဲ့အပြစ်ဝန်တုပ်ဝင်ပိုးတွေလေးလံနေတဲ့လောကဖြစ်စည်းမှုတွေကိုငါထံသို့ယူလာပါငါထံမှာအနံ့မှာငါကိုဆူတောင်းကြည့်ပါငါကောင်းကြီးပေးပြီးတော့သင်တို့ကိုမဆမယ်ဆိုတာဘုရားသခင်မြတ်တာပါဘုရားသခင်ကနုငယ်ကိုနဲ့တခါလေးလိုက်ခဲ့ပါလားညနေကျရင်လေဒင်နာသွားရအောင်မယ်ငပလီတော့ဝင်လေပစ္စည်းတွေကထည့်ရအောင်မယ်လေအေးအဲ့ဒါဆိုလဲဟိုသွားရမယ်လေဖះเจ้าရန်နောက်ကျသွားအောင်မယ်ဆရာကြီးဆရာမဘာဖြစ်တာလဲဆရာကြီးလောက်ပါအောင်လူနာအသက်တန်ဖြစ်ပြီးတော့အမောဖောက်နေလို့ဂျူတီဆရာလည်းရှာလို့မတွေ့ဘူးဆရာကျော်ခင်ဗျာဘယ်လိုလုပ်လိုက်တာလဲဆရာကျော်တော်တော်ပေါ့တာပဲခင်ဗျားတို့ဒီလောက်အသက်လူနေရတဲ့လူနာကိုဗျာဒီလောက်လူနေရတဲ့လူနာဒီလောက်ကိုမောင်စောစောပြန်လာနော်ညနေကျရင်အန်ဒီခင်နဲ့ချိန်ထားလို့အန်ဒီခင်အင်းလေသူ့စီမှာစိန်ပြတ်မှာထားတာရနေပြီတဲ့ချိုးတော့လုပ်ပြီဘာလဲမွေပေးချင်လားလို့မဟုတ်လေချိုးတွက်ဆိုကိုမောင်ဘာညင်းခဲ့ဘူးလို့လေโอเคလေစောစောပြန်လာခဲ့မယ်မီဒီယာနောက်ကျနေပြီသွားမယ်နော်ချိုးတတာထုံးစံတိုင်းငပိရေပဲပေါ့ငါစိတ်မကောင်းပါဘူးခါငါကလည်းငါပဲဒုက္ခရောက်နေတဲ့လူတွေတွေ့မကူညီရရင်မနေနိုင်ဘူးဘာစိတ်မကောင်းဖြစ်တာလဲယောက်ျားရဲ့အမြဲလူလိုပဲစားနေကြပဲဒါကြောင့်မို့မိမကိုတစ်ခါလေးဟင်းကောင်းလေးစားစီခြင်းလို့ပေါ့ဟာဘာဖြစ်လဲနောက်မှပေါ့ကျမကရှင့်ရဲ့ကူညီတက်တဲ့စိတ်အတွက်လေဝမ်းသာနေမိတာရှင်အဲ့ဒီလိုကူညီတာကျမကဝမ်းနာအောင်သာသေးတယ်ယုံကြည်သူဆိုတာကိုနှစ်ဆက်ဆိုင်သောသူကိုနှစ်အမြချစ်ရမယ်မဟုတ်လားဒီလိုကူညီရတယ်ဆိုတာဖျားခင်ပေးထားတဲ့အခွင့်အရေးပဲလေကျမတို့ကိုဖျားခင်ကောင်းချီးပေးမှာပါဟာတွေ့နေပါလားဟဲ့လူဟဲ့သတိနဲ့နေလားမသိဘူးတင်လားမသိဘူးဟာပြသရပြီနော်လာကျုပ်ကိုရိုက်ပြီးတော့ငွေတွေယူသွားတယ်ဗျာဒီနာကလူပြတ်တယ်ဗျခင်ဗျားအဲ့လူတွေကိုမှတ်မိလားဘယ်မှတ်မိမှာလဲဗျာဖြည်းလို့ကျုပ်ကိုစေကလိုက်ဖို့ပြပါဗျာဘာမှမပူနဲ့ဒီနာအနည်းဆုံးစေကကိုပို့ပေးမယ်ကျုပ်နဲ့လည်းရင်းနှီးရဗျငါရောက်လို့ရတဲ့ပတ်စံတော့ကုန်ပါပြီဗျာတရားနည်းနည်းတော့များတယ်ကွာဒီလူကျွန်တော်လမ်းမလဲနေတွေ့လို့ဩဆရာဆေးဖို့ကျွန်တော်ပြေးမယ်နော်
လောလောဆယ်ကျွန်တော်မှ9ချက်ပဲရှိသေးလို့ယူရပါဆရာကျွန်တော်တင်မောစိတ်မှာလူတစ်ယောက်သွားကြိုစရာရှိလို့အဲ့ကပတ်စံရလို့ရှိရင်ဟာမင်းသွားစရာရှိရသွားစမ်းကွာငါကြည့်လို့ထားလိုက်မယ်ဘာမှမဘူးနဲ့အဲ့ကောင်မင်းကခုမှရောက်လာတယ်မင်းလူကငါတားတဲ့ကြားကနေကားကြုံရှိလို့ဆိုပြီးတော့အခုပဲပြန်သွားလေရဲ့ကွာဟာဆရာဖြစ်လို့လားသူ့ရွာမှာအလူရှိလို့လေကွာမပြန်လို့မဖြစ်ဘူးတဲ့ဒဏ်ရာကတော့စိတ်ပူစရာမရှိပါဘူးငါဆေးတွေပါလေပေးလွတ်လိုက်တယ်ကျေးဇူးပဲဆရာဟိုဆရာကျွန်တော်နောက်ကျသွားလို့ခီးတယ်မရခဲ့ဘူးကျန်တဲ့ဆေးဘူးလေးကိုနောက်မှယူပါတော့ဆရာဟာမင်းတယောက်တည်းမဟုတ်ဘူးလေကွာငါလည်းကူညီမှာပေါ့ငါဆေးဘူးလည်းမယူတော့ပါဘူးကွာဟာဒါဆို